အသက်ရှူကျက်တယ်လို့ပြောပေမဲ့ဆီယာမကပြစ်ထားတာကြောင့်ဆေးရုံတက်ကကြောင်းတစ်နှစ်နားရတဲ့အထိဖြစ်သွားတဲ့အကြောင်းသာဒီနေ့မှာတော့ဆိုရှယ်မီဒီယာပေါ်မှာမိခင်တဦးရဲ့အရေးအသားကလူအများအတွက်ဒေါသထွက်စရာရောတနာစရာပါဖြစ်ခဲ့ပါတယ်တကုံကျောင်းမှာတက်နေတဲ့၃တန်းကျောင်းသားလေးတယောက်ကကျောင်းကပြန်လာပြီးတော့လဲကြက ICU အခန်းထိရောက်ခဲ့ပါတယ်ဆေးရုံရောက်တဲ့အချိန်မှာအချိန်မီရောက်မလာလို့ပြင်းထန်ကကျောင်းမှာနားရတဲ့အထိဖြစ်သွားတာပါတကယ်တော့သားလေးကအသက်ရှူကျက်တယ်လို့ဆီယာမကိုခွင့်တောင်းခဲ့သေးတာဖြစ်ပါတယ်တငယ်ချင်းတွေကလည်းအားလုံးကဝိုင်းပြီးတော့အကူအညီတောင်းပေမဲ့ဆီယာမကငါကသူ့အမေမမဟုတ်တာဘာလို့လုပ်ပေးရမှာလဲလို့ဆိုတာဂယုမဆိုင်ပေးခဲ့တာပါသားလေးကမနက်10 နာရီကတည်းကဆီယာမကိုအကူအညီတောင်းကညနေကျောင်းဆင်းမှသာအိမ်ပြန်ခဲ့ရပြီးတော့အိမ်ရှိရောက်မှမူလဲသွားပါတယ်တကယ်လို့သာမနက်ကလေးကမိဘကိုဖုန်းဆက်ပေးရင်တော့အချိန်တွေကဒီလောက်မဆိုးသွားပါဘူးသားလေးကရင်ကျက်ယောဂရှိတဲ့အပြင်ခေါင်းလဲရှိတဲ့အတွက်ဆေးလဲတောက်နေရတာပါဒါကိုဆီယာမကအိမ်ပြန်မလွတ်လို့အခုလိုဖြစ်သွားတဲ့အတွက်မိခင်ဖြစ်တဲ့သူကတော့ဆီယာမကိုနားမလည်နိုင်ဖြစ်နေတာပါတကယ်လို့သာအချိန်မမီရင်တော့အသက်ပါဆုံးရှုံးသွားနိုင်ပါတယ်ဒီဖြစ်ရမှာဆီယာမကမှားတယ်ထင်လားဆိုတော့ပြောပြပေးခဲ့ပါအောင်ခင်ဗျာ